American ပြည်ထောင်စုကကမ္ဘာပေါ်ရှိနိုင်ငံကိုင်းနဲ့ပဋိပက္ခတွေလိုက်လံဖန်တီးနေပါတယ်။2025ခုနှစ်မှာအပြည့်အဝပိတ်ဆို့အရေးယူမှုစစ်ပွဲတွေနဲ့စတင်ပြီး2026ခုနှစ်ကိုကူးပြောင်းတာနဲ့တပြိုင်နက်ဗင်နီဇွဲလားသမ္မတကိုဖမ်းဆီးခဲ့က Greenland ကျွန်းကိုသိမ်းပိုက်မယ်လို့ချိန်ချောက်ခဲ့ပြီးယခုခါအီရန်နိုင်ငံရဲ့အစိုးရကိုပြောင်းလဲပစ်ဖို့စဉ်းစားနေပါတယ်။လွန်ခဲ့တဲ့83နှစ်တာကာလအတွင်းအမေရိကန်နဲ့အီရန်တို့ကအလွန်တရာဆိုးရွားကြမ်းတမ်းတဲ့ဆက်ဆံရေးမျိုးရှိခဲ့ကြပါတယ်။ဒီကိစ္စကနျူကလ িয়ার နက်တွေစစ်ရေးအင်အားအကြမ်းဖက်ဝါဒဒါမှမဟုတ်ဘာသာရေးကြုံတက်တက်မဟုတ်ပါဘူး။ဆော်ဒီနဲ့ပါကစ္စတန်ကိုကြည်လိုက်ရင်သိနိုင်ပါတယ်။အမေရိကန်ကသူတို့နဲ့ပိုကောင်းတဲ့ဆက်ဆံရေးရှိနေလို့ပါပဲ။ဒါဆိုရင်ဘာကြောင့်အမေရိကန်က45နှစ်ကျော်ကြာအီရန်ကိုပိတ်ဆို့အရေးယူမှုတွေလုပ်ချင်းချောက်မှုတွေပေးပြီးအဓိကရန်သူ GTU လို့ဆက်ဆံနေကြရတာလေ။အီရန်အပေါ်အမေရိကန်ရဲ့ဆွဲလန်းမှုကတကယ်တမ်းဘယ်ချိန်မှစော့တင်ခဲ့တာလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပါ1950ပြည်လွန်နှစ်များမှာအီရန်နိုင်ငံကအခုမြင်ရတဲ့အတိုင်းပါပဲအမျိုးသမီးတွေကတီဟီရန်မြို့ရဲ့လမ်းမတွေပေါ်မှာအနောက်တိုင်းဝစ်စွန်တွေဝစ်ဆင်ပြီးလျှောက်လန်းခဲ့ကြပါတယ်သူတို့ကအဆင့်မြင့်ပညာရေးအတွက်တက္ကသိုလ်တွေမှာပညာသင်ကြားနေခဲ့ကြပါတယ်အဲ့ဒီချိန်ကနိုင်ငံကဒီမိုကရေစီစနစ်ကျင့်သုံးပြီးရွေးကောက်ပွဲတွေလည်းကျင်းပတယ်ပါတယ်ခင်မင်ပြီးတိုးကျတဲ့နိုင်ငံတစ်ခုဖြစ်ကယနေ့ကျွန်ုပ်တို့တည်ထားတဲ့အီရန်နိုင်ငံနဲ့လုံးဝကိုကွာခြားလာပါတယ်အဲ့ဒီချိန်ကအီရန်ကဘသူရဲ့ကယ်တင်မှုမှလိုအပ်နေတဲ့နိုင်ငံတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့အီရန်နိုင်ငံမှာကမ္ဘာပေါ်ရှိအကန်ကောင်းဆုံးနဲ့အကန်ဆိုးဆုံးနိုင်ငံတစ်ခုပြောင်းလဲစေခဲ့တဲ့အရာတစ်ခုရှိနေခဲ့ပါတယ်။အဲ့လာကတော့ရေနံပါပဲ။ဒီဇယားကိုကြည့်လိုက်ပါ။အမေရိကန်နဲ့ရုရှားကိုဖယ်လိုက်ရင်ဗင်နီဇွဲလားနဲ့အီရန်တို့ကကမ္ဘာပေါ်မှာရေနံအများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်ကဗြိတိန်ကဒါကိုအပြည့်အဝအမျက်ထုတ်ခဲ့ပါတယ်။1914ခုနှစ်ကတည်းကဗြိတိန်အစိုးရကAnglo-Iran ရေနံကုမ္ပဏီရဲ့ရှယ်ယာ51ရာခိုင်နှုန်းကိုဝယ်ယူခဲ့ပါတယ်။ဒါကြောင့်တော်ရင်ရေဒီတမတော်ကအီရန်ရေနံနဲ့လဲပတ်နေပြီမဲ့အီရန်ကိုတော့အကျိုးမြတ်အနှဲငယ်များတာပြန်လဲပေးရပါတယ်။ဒီမှာကြည့်လိုက်ပါ1914ကနေ1950ပြည့်နှစ်အတွင်း Anglo-Iran ရေနံကုမ္ပဏီကဗြိတိန်အစိုးရကို corporate အခွင့်အရေးနဲ့ပေါင်90ကျော်ရှစ်တန်ပေးဆောင်ခဲ့ပါတယ်။အဲ့ဒီနှစ်တွေအတွင်းပဲအီရန်အစိုးရကရပိုင်ခွင့်နဲ့အခွင့်အရေးစုစုပေါင်းပေါင်32.153တန်ရရှိခဲ့ပါတယ်။အဲ့ဒါကဗြိတိန်အစိုးရရတဲ့အခွင့်အရေးရဲ့3ပုံ1ပုံလောက်သာရှိပါတယ်။စုစုပေါင်းဝင်ငွေတော့မဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့သူတို့ကရေနံငွေတွေကိုလုံခြုံစေဖို့ဆိုပြီးဆိုဗီယက်ယူနီယံနဲ့ပူးပေါင်းပြီးအီရန်နိုင်ငံကိုကျူးကျော်သိမ်းပိုက်တဲ့အထိခြေလှမ်းပိုကျဲခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာတော့ဖွံ့ဖြိုးနေတဲ့တဝန်လုံးအမျိုးသားနိုင်ရေးဝါဒတွေလွှမ်းလာတဲ့အတွက်ကိုလိုနီပြုခါနိုင်ငံတွေကလွတ်လပ်ရေးနဲ့သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးကိုထိန်းချုပ်ခွင့်တွေတောင်းဆိုလာကြပါတယ်။အီရန်နိုင်ငံမှာလည်းသူတို့ရဲ့အဓိကဦးတည်ရက်ကသူတို့ရဲ့ရေနံတွေကိုပြန်လည်ရရှိရေးပါပဲ။အဲ့ဒီနောက်1950ပြည့်နှစ်မှာတော့ကြီးမားတဲ့အပြောင်းလဲတစ်ခုကိုထစ်ပေါ်စေခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။အမေရိကန်ပိုင်နဲ့အာရေဗီးယားအမေရိကန်ရေနံကုမ္ပဏီကဆော်ဒီအာရေဗီးယားနိုင်ငံနဲ့အကျိုးမြတ်ကို50-50ခွဲဝေယူမဲ့သဘောတူညီမှုကိုရခဲ့ပါတယ်။ဒါပေမဲ့ Britain Foreign Office ကအီရန်ကိုအလားတူသဘောတူညီမှုပေးမဲ့အကြံစီများကိုပယ်ချခဲ့ပါတယ်။ဒါကပေါက်ပြတ်ထွက်စေမဲ့အမတ်တာတစ်ခုဖြစ်ခဲ့ပါတယ်။1951အရောက်တော့မိုဟာမက်မိုဆာဒတ်လို့အမည်ရတဲ့အသက်69နှစ်အရွယ်ရှိနေတဲ့နိုင်ငံရေးတူကအီရန်ရဲ့နိုင်ငံရေးဇက်ကွန်ကိုဥဆောင်လာခဲ့ပါတယ်။သူကအနောက်တိုင်းပညာတဲ့ဘာသာရေးနဲ့နိုင်ငံရေးကိုခွဲခြားထားတဲ့ပြင်းထန်တဲ့အမျိုးသားခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။အီရန်နိုင်ငံကသူ့ရဲ့ကိုယ်ပိုင်တဘာဝသယံဇာတွေကိုထိန်းချုပ်ဆွင်တင်တယ်လို့သူကရိုးရိုးရှင်းရှင်းလေးပဲယုံကြည်ခဲ့ပါတယ်။ပြီးတော့ပြည်သူရဲ့ကြီးမားတဲ့ထောက်ခံမှုကိုလည်းရရှိခဲ့ပါတယ်။ဒါကြောင့်1950ပြည့်နှစ်မှာတော့သူကအီရန်အစိုးရအဖွဲ့တဲကိုဒီမိုကရေစီနည်းနဲ့ရွေးကောက်တယ်မြောက်ခံခဲ့တဲ့အခါသူပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကအီရန်ရဲ့ရေနံလုပ်ငန်းကိုနိုင်ငံဆိုင်ပြောင်းလဲပစ်ကြပါပဲ။သူကအီရန်နဲ့ဗြိတိန်ကြားအကျိုးမြတ်ကို50-50ခွဲဝေယူမဲ့သဘောတူညီမှုကိုအဆိုပြုခဲ့ပါတယ်။ဒါပေမဲ့ဗြိတိန်ကညှင်းဆန်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အကယ်၍အီရန်ကရေနံကိုနိုင်ငံဆိုင်ပြောင်းလဲနိုင်ခဲ့ရင်အီဂျစ်နိုင်ငံကဆူယက်တူးပြောင်းနိုင်ငံကိုပြောင်းလဲမဲ့ကိစ္စကိုဘာကတားဆီးနိုင်တော့မှလဲ။တခြားကိုလိုနီနိုင်ငံတွေကသူတို့ရဲ့သယံဇာတွေကိုပြန်လည်ရရှိမဲ့ကိစ္စကိုရောဘာကတားဆီးနိုင်မှလဲ။ဒါအပြင်တတိထားရမှာကအဲ့ဒီချိန်ကဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်ဗြိတိန်ကကမ္ဘာအင်ပါယာကြီးပြင်းပြင်းထန်ထန်ကျဆင်းနေတဲ့ကာလတစ်ခုဖြစ်နေတာမှာဒါကြောင့်သူတို့ကဒီဆုံးရှုံးမှုကိုကာကွယ်ဖို့ရနိုင်သမျှအားလုံးနီးလန်းနေနဲ့စ조사ခဲ့ကြပါတယ်သူတို့ကအီရန်ရေနံကိုကမ္ဘာစည်းကွက်မှာလက်မခံဘူးလို့အီရန်ကိုချင်းချောက်ခဲ့ပါတယ်သူတို့ကပါရှန်ပင်လယ်ကွေ့မှာရေဒီတမတော်နဲ့ပိတ်ဆို့မှုတွေလှုပ်ဆောင်ခဲ့ပါတယ်
ဗြိတိန်ဘန်ဒီမှာရှိတဲ့အီရန်ရဲ့ငွေဆိုင်ရင်းတွေကိုထိန်းချုပ်ပိတ်ဆို့ခဲ့ပါတယ်။ဒါအပြင်အီရန်နိုင်ငံစီကိုတကြားနဲ့တန်တလိုလိုအဓိကကုန်တွေကိုတင်ပို့ခွင့်ပါတားမြစ်ပိတ်ဆို့ခဲ့ပါတယ်။ဒါပေမဲ့ဝင်းကြီးတမတော်မိုဆာဒက်ကတော့နောက်ဆုတ်မပေးခဲ့ပါဘူး။ဒါကြောင့်ဗြိတိန်ကအမေရိကန်ပြည်ထောင်စုစီကိုအကူအညီတောင်းဖို့သွားခဲ့ပါတယ်။ပထမပိုင်းမှာတော့သမ္မတထရူမန်ကအမေရိကန်ရဲ့အကူအညီကိုတောင်းဆိုတဲ့ဗြိတိန်ရဲ့တောင်းဆိုမှုတွေကိုပယ်ချခဲ့ပါတယ်။သူကအီရန်ရဲ့ရေနံကိုနိုင်ငံဆိုင်ပြောင်းလဲတာကိုတရားဝင်တယ်လို့မြင်ခဲ့ပါတယ်။ဒါပေမဲ့2နှစ်အကြာ1953ခုနှစ်မှာတော့အစိုးရအပြောင်းလဲဖြစ်သွားပြီးဒဝိုက်အိုင်ဆင်ဟာဝါကသမ္မတဖြစ်သွားပါတယ်။ဒီတစ်ခေါက်မှာတော့ဗြိတိန်ကပိုပြီးညံနေညံနဲ့များလာခဲ့ပါတယ်။သူတို့ကရေနံအကြောင်းကိုအဓိကထားပြီးပြောဆိုမှမဟုတ်တဲ့အပြင်ကွန်မြူနစ်ဝါဒအကြောင်းကိုစတင်ပြောဆိုလာခဲ့ကြပါတယ်။အကယ်၍အမေရိကန်ကမိုဆာဒက်ကိုအာဏာကနေမဖယ်ရှားခဲ့ရင်အီရန်ကကွန်မြူနစ်နိုင်ငံဖြစ်သွားပြီးဆိုဗီယက်ယူနီယံရဲ့ဩဇာလွှမ်းမိုးမှုအောက်ကိုရောက်သွားမယ်လို့သူတို့ကဆွဆွဲပြောဆိုခဲ့ကြပါတယ်။အဲ့ဒီချိန်ကအမေရိကန်ကတရုတ်ကွန်မြူနစ်တွေကတရုတ်နိုင်ငံလက်ထဲရောက်သွားတဲ့နဲ့ကိုရီးယားစစ်ပွဲစတင်ဖြစ်ပေါ်လာတာကိုလက်တွေ့မြင်တွေ့ထားတဲ့အချိန်ဆိုတာကိုသတိထားရမှာပါ။ဒါကြောင့်သူတို့ကဒီဇယ်လန်ကိုယုံကြည်သွားပြီးစစ်စင်ရင် Ajax လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီအစီအစဉ်ဘလို့အလုပ်လုပ်တယ်လဲဆိုတာဒီမှာကြည့်လိုက်ပါ1953ခုနှစ်မှာ CNA အရာရှိတွေကငွေတွေအကြီးအသီးထည့်ထားတဲ့လက်ဆွဲအိတ်တွေနဲ့အတူအီရန်မျိုးတော်တီဟီရန်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ကသတင်းစာ editor တွေကိုလာဖထောက်ပြီးမိုဆာဒတ်စန့်ကျင်တဲ့ဝါဒဖန်စာတွေပုံနှိပ်စေခဲ့ပါတယ်။ကမောက်ထွေစေဖို့လမ်းဘေးလူမောက်တွေကိုလည်းငှားရမ်းခဲ့ပါတယ်။သူတို့ကကွန်မြူနစ်တွေဖြစ်ဟန်ဆောင်ပြီးလူတွေကိုငှားရမ်းပြီးဘာသာရေးခေါင်းဆောင်တွေကိုချင်းချောက်စေကမိုဆာဒတ်ကအစ္စလမ်ဘာသာကိုနှိမ်နင်းနေစေအောင်ဖန်တီးခဲ့ပါတယ်။1953ခုနှစ်ဩဂတ်လ19ရက်နေ့မှာတော့အဲ့ဒီအစီအစဉ်အောင်မြင်သွားပါတယ်။လမ်းမတွေပေါ်မှာအကြမ်းဖက်မှုတွေပေါက်ပြတ်ထွက်ပေါ်လာပါတယ်။တင်တက်တွေကတိုက်ပွဲတွေထဲဝင်ရောက်လာပြီးလူ300လောက်သေဆုံးခဲ့ရပါတယ်။မိုဆာဒက်နဲ့သူ့ရဲ့အစိုးရအဖွဲ့ဖြုတ်ထုတ်စေခဲ့ကအနောက်ယုံကြီးတဲ့ဘဝင်တယောက်ထက်တဲ့မိုဟာမက်ရေဇာပါလာဘီကိုအာဏာတင်ပေးခဲ့ပါတယ်။မိုဆာဒက်ကိုဖမ်းဆီးက3နှစ်ကျော်ထောင်ဒဏ်ချောင်းထိ1968ကွယ်လွန်ခြင်းထိကျန်တဲ့တန်တလုံးအတွင်းနေအိမ်အကျဲကျနဲ့သွားခဲ့ရပါတယ်။ရေနံကိုနိုင်ငံဆိုင်ပြောင်းလဲထားတာကလည်းပြောင်းလဲလန်ခံလိုက်ရပါတယ်။ယခုခါဗြိတိန်ကုမ္ပဏီတွေနဲ့အတူအမေရိကန်ကုမ္ပဏီတွေပါအီရန်ကိုဝင်ရောက်လာပြီးအီရန်ကဝင်ငွေက90%လောက်သာရရှိတော့ပါတယ်။ရှာဝင်ကအမေရိကန်လက်နက်တွေကိုဝယ်ယူခဲ့ပါတယ်။သူကအီရန်ကိုအနောက်ယုံရေးတဲ့ဩဇာလွှမ်းမိုးမှုအတွက်တကားဖွင့်ပေးခဲ့ပါတယ်။အမေရိကန်အတွက်တော့ဒါကအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။အီရန်ကအရှေ့အလယ်ပိုင်းမှာသူတို့ရဲ့မဟာမိတ်နိုင်ငံဖြစ်သွားပါတယ်။ဒါပေမဲ့အီရန်ပြည်သူများစုအတွက်တော့ရှာဝင်ကအနောက်ယုံရေးတဲ့ရုပ်ထုရုပ်တူဖြစ်ပြီးနိုင်ငံရေးပြိုင်ဘက်တွေကိုညှဉ်းပန်းနှိပ်စက်ပြီးတာမန်ပြည်သူတွေရုံးဆန်နေချိန်မှာအလွန်ကြော်စောတဲ့ဇိမ်လုခဘဝနဲ့နေထိုင်သူတယောက်သာဖြစ်နေခဲ့ပါတယ်။နောက်ထပ်25နှစ်တာကာလအတွင်းမှာလည်းသူကပိုပြီးရက်ဆက်ကြမ်းတမ်းစွာအုပ်ချုပ်ခဲ့ပါတယ်။ CIA ကတင်တန်းပေးထားတဲ့သူ့ရဲ့လွတ်ရွဝဲတရက်ဖွဲ့ကသူ့ကိုသဘောမတူသူထောင်ပေါင်းတွေကိုဖမ်းဆီးထောင်ချညှဉ်းပန်းနှိပ်စက်ပြီးကွက်မြတ်ထဲကြပါတယ်။ပြည်သူလူထုကြားမှာမကျေနပ်မှုတွေကြီးထွားလာခဲ့ပါတယ်။1989ခုနှစ်မှာတော့အီရန်ပြည်သူတွေအသက်အသန်းထိခံမှုကုန်သွားပါတယ်။တန်းနဲ့ချီတဲ့ပြည်သူတွေလမ်းမတွေပေါ်ထွက်လာပြီးရှာပွင့်ဆင်းတင်တယ်လို့တောင်းဆိုခဲ့ကြပါတယ်။စန္ဒပြမှုတွေနဲ့အစိုးရစန့်ကျင်လုံခြုံမှုတွေကိုနိုင်ငံတစ်လုံးမှာမြင်တွေ့ခဲ့ရပါတယ်။အစိုးရကစန္ဒပြသူတွေကိုအစုလိုက်အပြုံတက်လိုက်တဲ့အခါမှာတော့ပိုပြီးကျယ်ပြန့်တဲ့ဒေါသမြေတွေထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့1989ခုနှစ်မှာတော့ရှာပွင့်အီရန်ကထွက်ပြေးခဲ့ပြီးရှာပွင့်ရဲ့ပြင်းလင်းတံပေးခံခဲ့တဲ့ဘာသာရေးခေါင်းဆောင်အာယာတိုလာခိုမေနီအာဏာရောက်လာခဲ့ပါတယ်။အီရန်ကအနောက်ယုံရေးတဲ့ဘဝင်စနစ်ကနေညတွင်စင်ဆိုသလိုအနောက်ဆန့်ကျင်တဲ့ဘာသာရေးအခြေခံအုပ်ချုပ်ရေးစနစ်ကိုပြောင်းလဲသွားပါတယ်။အဲ့ဒီချိန်မှာတဲ့အီရန်ရှာပွင့်ကကင်ဆာရောဂါကုသဖို့အတွက်အမေရိကန်ကိုတွားရောက်ခဲ့ပါတယ်။အလွန်အဖြစ်ကင်းစင်တဲ့လှုပ်ဆောင်မှုတစ်ခုလို့ထင်ရပါတယ်။ဒါပေမဲ့အီရန်ပြည်သူတွေအတွက်တော့အမေရိကန်က1953ခုနှစ်တုန်းကလိုပဲသူ့ကိုအာဏာပြန်လွှဲပေးမယ်စီစဉ်နေတယ်လို့မြင်ခဲ့ကြပါတယ်။ဒါကြောင့်1989ခုနှစ်မှာအီရန်ကျောင်းသားတွေကတီဟီရန်မြို့မှာရှိအမေရိကန်တန်ယုံကိုဝင်ရောက်စီးနင်းပြီးအမေရိကန်နိုင်ငံသား52ယောက်ကိုတာဝန်ထမ်း444ရက်ကျော်ဓာဆိုင်ရန်အတွက်ဖမ်းဆီးထားခဲ့ပါတယ်။တန်ယုံကိုသိမ်းပိုက်သွားပြီးအီရန်တရင်ပြည်သူတွေသိမ်းပိုက်ထားတဲ့သဘောတရားဖြစ်ပါတယ်။အီရန်ပြည်သူတွေကတန်ယုံဝင်းစီကိုမလိုက်ပြီးကျူးကျော်သိမ်းပိုက်ခဲ့ပေမဲ့ဓာဆိုင်ရန်တွေကိုတော့အန်ဒီယမ်မပြူအောင်ကြိုးစားခဲ့ကြပါတယ်။အမေရိကန်တွေအတွက်ဒါကအလွန်တုံ့လုံမင်စရာနဲ့လောက်ဝမရှိတဲ့အကြမ်းဖက်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အီရန်တွေအတွက်တော့သူတို့ကအီရန်မြို့မှာရှိတဲ့အမေရိကန်တန်ယုံကို CIA ရဲ့အမိပေးစခန်းနဲ့အစိုးရပြောင်းလဲလုပ်ဖို့ဗျူဟာကျန်းတစ်ခုချင်းမြင်ခဲ့ကြပါတယ်။ဒါကြောင့်သူတို့လုပ်ခဲ့တဲ့အလုပ်ကတရားဝင်တာမဟုတ်ပါဘူး။ဒါပေမဲ့
1953ခုနှစ်အတွက်လက်တုံပြန်မှုတစ်ခုလိုလည်းခန်းစားခဲ့ကြပါတယ်။ဒီဓာတ်ဆိုင်ရာအချက်တန်းကဂျင်မီကာတာရဲ့သမ္မတတက်တန်းကိုပျက်စီးစေခဲ့ပြီးအမေရိကန်ပြည်ထောင်စုကိုအရှက်ရစေခဲ့ပါတယ်။ကယ်တင်ရဲ့စူးစမ်းမှုကလည်းအီရန်ဒဲကန်တာထဲမှာအမေရိကန်ဟယ်လီကော်ပတာတွေပြက်ကျပြီးဆိုးရွားစွာကျရှုံးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျင်မီကာတာရဲ့သမ္မတတက်တန်းကုန်ပြီးရော်ဝဲရေဂန်ရဲ့သမ္မတတက်တန်းစတင်ပြီးမိနစ်နည်းနည်းကြာမှ1980ကဇန်နဝါရီလမှာဓာတ်စာရန်တွေကိုလွတ်ပြတ်ခဲ့ပါတယ်။ဒါကဂျင်မီကာတာအတွက်အရှက်ရစေဖို့တခုလိုနှီးပါပဲ။ဒါပေမဲ့ပိုပြီးအရေးကြီးတာကယခုအခါအမေရိကန်နဲ့အီရန်တို့ရဲ့ဆက်ဆံရေးကထာဝရရန်လိုမုန်းကြီးချင်းတစ်ခုအဖြစ်ကိုရောက်သွားခဲ့တာပါအမေရိကန်တန်ယုံမှမရှိတော့ပါဘူးတမန်တော်ဆက်ဆံရေးတွေလည်းပြတ်ခန်းသွားခဲ့ပါတယ်နှစ်နိုင်ငံလုံးကလည်းတနိုင်ငံကိုတနိုင်ငံရန်သူတွေလိုပဲမြင်လာကြပါတော့တယ်ဒါပေမဲ့ဒါကအစပါရှိသေးပါတယ်အမေရိကန်ပြည်ထောင်စုကလက်တုံပြန်ဖို့လိုလားနေပါတယ်ပြီးတော့ပြည်စုံတဲ့အခွင့်အရေးကစက်တံဟူစိမ့်စီမှာရှိပါတယ်သူကအိမ်နီးချင်းအီရတ်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်တလုံးလောက်ကတည်းကအာဏာရသွားခဲ့တာပါ1990ပြည်နှစ်မှာတော့အီရန်နဲ့ရှစ်နယ်ကြာမဲ့စစ်ပွဲအခုတည်းကိုဝင်ရောက်လာခဲ့ပါတယ်ဒီစစ်ပွဲကအမေရိကန်ရဲ့တိုက်ရိုက်လွှမ်းမိုးမှုကြောင့်မဟုတ်ပေမဲ့အမေရိကန်ကတော့ဒါကိုအမျက်ထုတ်ဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုအဖြစ်မြင်ခဲ့ပါတယ်ပထဝီနိုင်ငံရေးမှာထာဝရမိဆွေဒါမှမဟုတ်ထာဝရရန်သူဆိုတာမရှိပါဘူးအကျိုးစီးပွားတွေသာရှိပါတယ်ဒီအချိန်မှာဆတ်တန်ဟူစိန်ကအမေရိကန်ရဲ့အဓိကရန်သူကိုတိုက်ခိုက်နေတာပါဒါကြောင့်သူ့ကိုမဟာမိတ်တူအဖြစ်သတ်မှတ်လို့ရနိုင်ပါတယ်ဒါကြောင့်အမေရိကန်ကသူ့ကိုအကူအညီတွေပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်အမေရိကန်ကအီရန်တပ်ဖွဲ့တွေရဲ့နေရာချထားမှုကိုပြသတဲ့ဂယိုထောက်လှမ်းရေးသတင်းတွေကိုအီရတ်ကိုပေးခဲ့ပါတယ်တိုက်ပွဲတွေမှာအသုံးပြုရဟော့ရင်လေကိုအီရတ်ကိုရောင်းချပေးခဲ့ပါတယ်လက်နက်စနစ်တွေတိစောက်ရမှာထောက်ကူဖြစ်တဲ့နှစ်ခွာသုံးနည်းပညာတွေကိုအီရတ်ကိုပေးခဲ့ပြီးအီရတ်ကအီရန်အပေါ်တာတူလက်နက်တွေအသုံးပြုချိန်မှာတော့မျက်ကွယ်ပြုထားပါတယ်ဘလောက်အထိဆိုးရွားခဲ့တဲ့ဆိုရင်အီရန်ကအီရတ်ရဲ့ဓာတုလက်နက်အသုံးပြုမှုအထောက်အထားတွေကိုကုလသမဂ္ဂစီတင်ပြဖို့ကြိုးစားတဲ့အခါအမေရိကန်ကအီရတ်ကိုပြစ်တင်ရှုတ်ချခြင်းမခံရအောင်နောက်ွယ်ကနေကြိုးကိုကြင်ပေးပါတယ်အီရန်ပြည်သူတွေအတွက်တော့ဒါကရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးလိုက်တာပါပဲအီရန်ပေါ်အမေရိကန်ရဲ့စန့်ကျင်မှုကလူအခွင့်အရေးဒါမှမဟုတ်နိုင်ငံခြားဥပဒေတွေကြောင့်မဟုတ်ပါဘူးအဲ့ဒါကဘာပဲပေးဆက်ရပါစေအရှိအလေပိုင်းမှာသူတို့ရဲ့လွှမ်းမိုးမှုကိုဆက်လက်ထိန်းသိမ်းထားရေးအတွက်သာဖြစ်ပါတယ်အီရန်စစ်ပွဲပြီးဆုံးသွားပြီးနောက်ပိုင်းမှာလည်းရန်လိုမှုတွေဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ယခုအခါမှာအီရန်ကနျူကလ িয়ার အစီအစဉ်ကိုအလေးထားစတင်လာပြီးဒါကအမေရိကန်ကိုကြောက်လန့်စေခဲ့လို့ပါပဲ။အီရန်ကသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကငြိမ်းချမ်းစွမ်းရည်ရရှိရေးရွယ်ချက်အတွက်သာဖြစ်ပြီးဒါကနျူကလ িয়ার လက်နက်မပြန့်ပွားခိုင်းစာချုပ်အဖြစ်သူတို့ရပိုင်ခွင့်ရှိတယ်လို့ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးထောက်လှမ်းရေးတွေကတော့အီရန်ကနျူကလ িয়ার လက်နက်တွေကိုစ조사နေတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါကလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်လာပါတယ်။တင်တွေ့တဲ့အတိုင်းပါပဲအရှိအလဲပိုင်းကဟန်တာမှုစွမ်းအင်အပေါ်မှာလဲပတ်နေပါတယ်။ပြည်လေခွဲနိုင်ငံတွေကအမေရိကန်ရဲ့ကာကွယ်ဆောင်ရှောက်မှုကိုအားကိုးနေကြရပါတယ်။တကြိမ်မကြင်ညာပေမဲ့အစ္စရေးကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့တဦးဒီသောနိုင်ငံဖြစ်ပြီးအီရန်ကတော့ယခုအထိထိန်းချုပ်ခံရဆက်နေပါသေးတယ်။ဒါပေမဲ့ယခုနောက်ပိုင်းမှာအကယ်၍အီရန်ကဒါနျူကလ িয়ার လက်နက်ဒါမှမဟုတ်နျူကလ িয়ার စွမ်းရည်ကိုရရှိသွားခဲ့မယ်ဆိုရင်ဒါကအမေရိကန်ရဲ့စစ်ရေးတည်ကြည်မှုကိုအားကြီးသွားစေပြီး Hezbollah ဟူသီစတဲ့အကြမ်းဖက်ပြည်သူစစ်တွေကိုအကာအကွယ်ပေးသွားနိုင်ပါတယ်။ဒါအပြင်အမေရိကန်ရဲ့မိတ်ဆွေဖြစ်တဲ့အစ္စရေးကိုလည်းတိုက်ရိုက်ချီးမြှောက်တာရောက်လာမှလိမ့်မယ်။ဒါပေမဲ့အဆိုးဆုံးကတော့ဆော်ဒီအာရေဗျတူရကီအီဂျစ်တို့ပါသူတို့ရဲ့ကိုယ်ပိုင်နျူကလ িয়ার အစီအစဉ်တွေကိုစဉ်းစားဖို့ထွန်းအားပေးတယ်လို့ဖြစ်သွားပါလိမ့်မယ်အဲ့ဒီနောက်မှာတော့မှန်ဆရခင်သူတို့အနေနဲ့အမေရိကန်ရဲ့စစ်ရေးအကူအညီကိုတိတ်ပြီးလိုချင်မှလိုတော့မှာပါဆော်ဒီနဲ့အမေရိကန်တို့ကအမေရိကန်ရဲ့စစ်ရေးအကူအညီအပေါ်အခြေခံထားပြီးရင်းနှီးတင်ရောင်းချတဲ့အဖွဲ့ကရောင်းချတဲ့ရင်းနှီးအားလုံးအတွက်ဒေါ်လာကိုအသုံးပြုဖို့သဘောတူညီခဲ့လာမို့လို့ဒီကိစ္စကပက်ထရိုဒေါ်လာစနစ်အပေါ်မှာပါစင်အေးတက်ရောက်မှုတွေရှိလာနိုင်ပါတယ်ဒီအားလုံးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကနေစတင်သွားမှာလိမ့်မယ်ဒါကြောင့်အမေရိကန်ကအီရန်ကိုနျူကလ িয়ার အစီအစဉ်စတင်ခြင်းကနေတားဆီးဖို့အတွက်နှစ်များစွာကြာအောင်ပိတ်ဆို့အရေးယူတွေတိုးမြင့်လှုပ်ဆောင်ခဲ့ပါတယ်။ဒါကအိုဘားမားအစိုးရကအီရန်နျူကလ িয়ার သဘောတရား JCPOA ကိုကြားဝင်ဆင်းညူပြီးတဲ့2015ခုနှစ်အထိဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဒါကသမိုင်းဝင်သဘောတရားတစ်ခုပါ။အီရန်ကသူ့ရဲ့နျူကလ িয়ার အခြေခံအဆောက်အဦအများစုကိုဖျက်ဆီးပြီးကြဲကြဲပြန့်ပြန့်စစ်ဆေးမှုတွေကိုခံယူမှာဖြစ်ပါတယ်။ဒါပြောင်းအားဖြင့်ပိတ်ဆို့အရေးယူတဲ့ဖြေလျော့ခြင်းတွေကိုရရှိမှာပါခဏတာများတော့တင်းတက်မှုတွေလျော့ကျသွားနိုင်ကြီးရှိပုံပါတယ်အီရန်ရဲ့ရင်းနှီးတင်ရောက်မှုတွေတိုးတက်ခဲ့ပါတယ်စီးပွားရေးလည်းတည်ငြိမ်လာပါတယ်နိုင်ငံခြားဆွေးရေးပြီးဆိုကအီရန်ကသဘောတရားကိုလိုက်နာနေခဲ့ပါတယ်
ဒါပေမဲ့အဲ့ဒီနောက်မှာ Trump ကသမ္မတရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပြီး2018ခုနှစ်မှာသူက American ပြည်ထောင်စုကို nuclear သဘောတရားကနေနှုတ်ထွက်စေခဲ့ပါတယ်။ရန်တစားသူကပိတ်ဆို့အရေးယူတွေကိုပြန်လည်ချမှတ်ပြီးအီရန်ရဲ့စီးပွားရေးကိုပြစ်ဒဏ်ထားပတ်တဲ့နောက်ထပ်ပိတ်ဆို့အရေး2500ကျော်ကိုပါထပ်မံပေါင်းတင်လိုက်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့အီရန်ရဲ့ဓာတ်ရဲ့ဒမင်းကစားပစ် program ရဲ့ data ရင်းလှုပ်ရှားမှုတွေကိုပါကန့်ပတ်နိုင်မဲ့ပိုကောင်းတဲ့သဘောတရားတစ်ခုရရှိဖို့အီရန်ကိုဖိအားပေးဆွေးနွေးစေဖို့ပါအီရန်ရဲ့စီးပွားရေးပြိုကျသွားခဲ့ပါတယ်။သူတို့ရဲ့ငွေကြမ်းတီသွား3ပုံ2ပုံလောက်ကျဆင်းသွားခဲ့ပါတယ်။ရင်းနှင်းတင်ရောင်းမှုတွေပါထိုးကျသွားခဲ့ပြီးအဲ့ဒီနောက်မှာတော့အီရန်ကလက်တုံပြန်ပါတယ်။သူတို့ကနျူကလ িয়ার သဘောတရားရဲ့ကန့်တတ်မှုတွေကိုလစ်လျူရှုလာပြီးယူရေနီယမ်တန့်စင်မှုကိုပိုမြင့်တဲ့အဆင့်တွေအထိပြုလုပ်လာပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်ကြအနာကိုပိုပြီးနီးကပ်လာခဲ့ပါတယ်။ဒါကကျွန်တော်တို့ကိုယနေ့ခေတ်စီပြန်လဲခေါ်ဆောင်လာပါတယ်2026ခုနှစ်မှာအီရန်ကအကက်အတန်းတွေနဲ့ရင်ဆိုင်နေတဲ့နိုင်ငံတစ်နိုင်ငံပါပိတ်ဆို့အရေးယူတွေကြောင့်စီးပွားရေးကပျက်စီးနေပါတယ်သူတို့ရဲ့နျူကလ িয়ার အဆောက်အဦတွေကလည်းဘုံကျဲတိုက်ခိုက်ခံရနေပါတယ်ယခုမှတော့အပြောင်းလဲကိုတောင်းဆိုတဲ့သူတို့ကိုယ်ပိုင်နိုင်ငံသားထောင်များစွာကလမ်းဘေးနေပေါ်မှာတတ်ဖက်ခံရနေပါတယ်Trump အစိုးရကအီရန်ရဲ့ရင်းနှင်းတင်ရောက်မှုကိုတုံညအထိကျဆင်းသွားစေဖို့ရည်ရွယ်တဲ့ညွှန်ကြားချက်တွေကိုလက်မှတ်ရေးထိုးပြီးအမြင့်ဆုံးဖိအားပေးမှုတွေကိုပြန်လည်စတင်လိုက်ခဲ့ပါတယ်။ Trump ကအီရန်နဲ့သဘောတရားတစ်ခုရရှိစေခြင်းတယ်လို့ပြောနေခြင်းပါတဲ့စစ်ရေးများတိုက်ခိုက်ထုတ်ကိုလည်းပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်ကာလကိုအလွန်အားအတော်တစီဖြစ်စေတာကတော့ဒါပါ။ American ကဒီဇလန်မှာသူ့ကိုယ်သူလူချမ်းတူအဖြစ်မမြင်ပါဘူး။ဝါရှင်တန်ရဲ့အမြင်အတိုင်းအီရန်ကခိုင်မာတဲ့အမျိုးအသေးတွေရှိတဲ့သားရဲ့တစ်ခုမဟုတ်ပါဘူး။အီရန်ကပြဿနာတွေရှိတဲ့နိုင်ငံတစ်နိုင်ငံပါ။အီရန်ကလေဘနွန်မှာရှိတဲ့ Hezbollah ယီမင်မှာရှိတဲ့ Houthi နဲ့အီရတ်နဲ့ဆီးရီးယားမှာရှိတဲ့မဟာမိတ်ပြည်သူစစ်တွေအဖြစ်နဲ့ဒေသတစ်ခုလုံးကိုမတည်ငြိမ်အောင်လှုပ်ဆောင်နေတဲ့နိုင်ငံတစ်နိုင်ငံပါနျူကလ িয়ার အားနိုင်ရှင်တဦးဖြစ်ရအတွက်အကျန်းတစ်ဖက်ကိုစွတ်တည်ရောက်နေတဲ့နိုင်ငံတစ်နိုင်ငံပါကမ္ဘာရင်းနှင်းထုတ်လုပ်မှုရဲ့20တချိရာခိုင်နှုန်းနေ့တိုင်းဖြတ်ထန်းသွားနေတဲ့ဟိုမှုရေလမ်းကြောင်းတွေကြောင့်ကမ္ဘာရင်းနှင်းလမ်းကြောင်းတွေအတွက်အန်ဒီရတစ်ခုဖြစ်နေပါတယ်အမေရိကန်ရဲ့မိတ်ဆွေတွေကိုလည်းတိုက်ရိုက်ချီးမြှောက်နေပါတယ်။အစ္စရေးတူဒီသောနိုင်ငံမဟုတ်ပေမဲ့အီရန်ရဲ့ဒေါသလွှမ်းမိုးမှုကျေးပြန့်သွားတာကိုသူတို့ရဲ့ရှင်တန်နိုင်ကြီးအတွက်ချီးမြှောက်မှုတစ်ခုအဖြစ်မြင်နေတဲ့ဆော်ဒီအာရေဗီးယား UAE နဲ့တခြားနိုင်ငံတွေအတွက်လည်းချီးမြှောက်လာပါတယ်။အမေရိကန်မူလဘာချမှတ်သူလည်းအတွက်တော့ဒါက83နှစ်ကြာတဲ့အညိုးတဲကိုဆက်လက်ကင်တွဲနေတာတက်တော့မဟုတ်ပါဘူး။ဒါကကျူတင်ကာကွယ်ရမယ့်ကိစ္စတစ်ခုပါ။အကယ်၍ယနေ့အီရန်ကိုမတားဆီးနိုင်ခဲ့ရင်မနေ့ဖြန်မှာနျူကလ িয়ার ပိုင်ဆိုင်တဲ့အီရန်နိုင်ငံဖြစ်လာမှာဖြစ်ပြီးအဲ့ဒီအခါမှာတော့တားဆီးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်အရေးယူရမယ့်ကာလဆက်သွားနေတယ်လို့သူတို့ကအခိုင်အမာပြောဆိုကြပါတယ်။ဆိုတော့ဘသူကမှန်တယ်လဲအဲ့ဒါကတင်ဘက်မှာရက်တီနေတယ်လဲဆိုတာတဲ့ပေါ်မှာပဲလုံးရမူတည်ပါတယ်။အီရန်ဘက်ကနေကြည့်ရင်သူတို့က1953ခုနှစ်မှာသူတို့ရဲ့ဒီမိုကရေစီကိုဖျောက်ချပြီးရက်စက်ရန်ကြတဲ့အာဏာရှင်တို့ကို25နှစ်ကြာထောက်ခံခဲ့တယ်။သူတို့ရဲ့ရန်သူကိုဓာတုလက်နက်တွေနဲ့ကူညီပေးခဲ့ပြီး10နှစ်ပေါင်းများစွာသူတို့ရဲ့စီးပွားရေးကိုဖျက်ဆီးပြီးကမ္ဘာနဲ့အဆက်အသွယ်ဖြတ်တောက်ဖို့ကြိုးစားခဲ့တဲ့အင်ဟာပီတနိုင်ငံကိုကာကွယ်နေကြတာပါ။အမေရိကန်ရဲ့ထရင်ကြောင်မှုတရားကြောင့်သူတို့ယုံကြည်ပြီးသားဖြစ်တဲ့ဝါရှင်တန်ကလွတ်လပ်တဲ့အီရန်နိုင်ငံကိုဘယ်တော့မှမလက်ခံမှုဆိုတဲ့အချက်ကိုပိုပြီးခိုင်မာစေပါလေအမေရိကန်ဘက်ကနေကြည့်ရင်တော့သူတို့ရဲ့ပြည်သူတွေကိုဓာစာချင်းတွေအဖြစ်ဖမ်းဆီးထားတဲ့အန်ဒီယများလောင်တဲ့ဘာသာရေးအခြေခံအုပ်ချုပ်ရေးစနစ်တစ်ခုကိုထိန်းချုပ်နေကြပါတယ်အမေရိကန်ကြဆုံးပါစေလို့ကြွေးကြော်နေပြီးအကြမ်းဖက်ပြည်သူစစ်တွေကိုရန်ပုံထောက်ပံ့နေသလိုကမ္ဘာအလွန်အလုပြောင်ပါဆုံးနဲ့မတည်ငြိမ်ဆုံးဒေသတစ်ခုကိုပိုပြီးဆိုးရွားအောင်လှုပ်ဆောင်နေတဲ့အစိုးရကိုထိန်းချုပ်နေကြပါတယ်ဒီဟန်ရန်ကိုယုံကြည်လို့မရဘူးနဲ့မထစ်မနေတားဆီးရမယ်လို့သူတို့ကယုံကြည်ပါတယ်ဒီလိုပဲတန်ရလည်နေပါတယ်အလဲမှာညက်နေကြတာကတော့တာမန်ဘဝနဲ့နေထိုင်ခြင်းကြားစီးပွားရေးအကွင့်အရေးတွေရခြင်းကြားသူတို့ရဲ့ကိုယ်ပိုင်အစိုးရကိုရွေးချယ်ခြင်းကြားတဲ့တန်းများစွာသောတာမန်အီရန်ပြည်သူတွေပါသူတို့ကိုယ်ပိုင်အစိုးရရဲ့ရက်ဆက်ရန်ကြမှုတွေအပြင်ဘလို့ပဲဖေတန်ထားနေစဉ်ဘဝကိုရက်တင်ဖို့မဖြစ်နိုင်အောင်လှုပ်ဆောင်နေတဲ့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူတွေကြားထဲမှာကြေးမွေနေကြပါတယ်တစ်ဖက်ကနေဒီတန်ရာကိုတကယ်တမ်းခြေဖြောက်ဖို့စန္ဒမရှိမချင်းကျွန်ုပ်တို့ကဒီတန်ရာထဲမှာပဲထာဝရပိတ်တောင်နေပြီးဦးမှာပါ